Hello สวัสดีค่ะဒီနေ့ကတော့ reading ဖတ်ပါမယ်နော်ကျမတို့ video တင်ပြီးသွားပြီတလားလည်းရောက်သွားပါပြီဒါဆိုရင်ကျမတို့ဒီလိုမျိုး reading ဖတ်လို့ရပါပြီနော်ဒါမှဆိုရင်မာနမာနီဒါမှ group 3 စလာအာ group 3 စလာအာ group 3 စလာအာ group 3 စလာအီမာနမာနီနော်တေကားစတဲမှာဆိုရင်ကျမတို့ဒီvocabulary တွေပြီးတော့ကျမတို့ B ကျင့်ညာတဲ့သူတွေvocabulary ကျင့်ညာတဲ့သူတွေပြီးတော့တရားကျင့်ညာတဲ့သူတွေဆိုလို့ရှိရင်ဒီမှာ read ဖတ်လို့ရပါတယ်ကိုကကျင့်ညာသွားပြီလားမကျင့်ညာသေးဘူးဆိုလို့ရှိရင်ဒီ read ဖတ်ပြီးတော့ကျမတို့သုံးနိုင်တယ်နော်ဟာမာဒီမှာ group 3မော်မာအစလာအာမာနော်အီနီမာနီမာနီမီတာမာနီဆိုတာကဒီမိခလေးရနာမယ်ပေါ့နော်မာနီဆိုတာဒီမိခလေးနာမယ်မီဆိုတာရှိတယ်ရှိသည်တာဆိုတာမျက်လုံးရှိတယ်တဲ့မာနီမှာမျက်လုံးရှိသည်တဲ့မာနီမီတာนะคะဒါမှဆိုရှင်ကာဆိုတာကကြီးကကိုပြရနော်ဒါ vocabulary ဒီမှာအကူပါနော်ဒီ example လေးတွေကကာဆိုတာကြီးကဒီမှာတော့ကြီးကကိုဘယ်လိုလဲလာခါကြတယ်ဤကာအော်ဤကောအာကာဤကာတလို့ပဲကျမတို့ကြီးကလို့ခေါ်လို့ရတယ်လို့ဤကာလည်းကြီးကပါပဲนะคะအတူကကျမတို့ကားဆိုတာကိုကြီးကဖြစ်ပါတယ်ကာမီတာကြီးကမှာမျက်လုံးရှိတယ်တဲ့นะคะပြီးလို့ရှိရင်ဒီမှာအာဆိုတာကအိုးလေးဒီမှာဒီတရားကိုအိုးလေးခေါ်နော်အာမီတာအိုးလေးမှာမျက်လုံးရှိတယ်တဲ့นะคะโอเคဒါဆိုဒီဘက်ဆန်းလိုက်မယ်ပြီးတော့ ให้อ่านว่าตตาဆိုတာမျက်လုံးเนาะဒါကတော့သူဖတ်ခိုင်းရတဲ့ဖတ်လို့ရတဲ့အရာပေါ့เนาะဘယ်လိုဖတ်ရမလဲဆိုတာလေးကိုပြပြထားတဲ့အရာပါตามานานะคะပြီးတော့ให้อ่านว่ามออีมีดีตีตาดีนาดีตาဆိုတာမျက်လုံးนะคะตาဆိုတာမျက်လုံးဒီဆိုတာကကောက်တယ်ตาဒီဆိုတာမျက်လုံးကောက်တယ်နာဒီဆိုတာလဲပေါ့နော်နာဆိုတာကလဲကွင်းအဲ့ဒါလဲဒီဆိုတာကောက်ဒီဆိုတာဒီပဲနော်ဒီဆိုတာရောပဲကျွန်မvocabulary တော့ပါတယ်မှာအကိုတို့သင်အားဟန်နော် vocabulary ကျင့်ညာတဲ့သူတွေပြီးတရားကျင့်ညာတဲ့သူတွေဆိုရှင်ဒီ reading ကလွယ်လေးပဲนะคะဒါကတော့ကျွန်မ B နဲ့တရားနဲ့နှစ်မျိုးပဲနော် okay မာနီမီတာမာနီမှာမျက်လုံးရှိတယ်တာမီနာဆိုတာကအဖိုးဆိုတာရောမျက်လုံးဆိုတာရောနှစ်မျိုးလို့ပြောလို့ရတယ်နော်တာမီနာဆိုတာအဖိုးမှာလဲရှိတယ်ကာဆိုတာကကြီးကကာမာနာဆိုတာကြီးကလဲကိုလာတယ်တာမာနာဆိုတာအဖိုးကလဲကိုလာတယ်တာမီနာဒီအဖိုးမှာလဲကောက်ရှိတယ်လဲကွင်းကောက်ရှိတယ်အာမာနာဦးလေးကလက်ကွဲကိုလာတယ်นะคะဒါဆိုရင်ကျွန်မဘာသာမပြပဲနဲ့ထဲလို့ပဲပြောပေးမယ်နော်တာဒီနာဒီမာနီမီတာတာမီနာကာမာနာတာမာနာတာမီနာဒီအာမာနာကျိုးတေကားစာတေဖြစ်ပါတယ်တေကားစာတေนะคะဒီနဲ့တလားတဲ့ကျမတို့တေကားစာ site လေးရှိပါတယ်ဒီနေ့ကိုတေကားစာတစ်ခုစီတက်ပြသွားမယ်နော်โอเคဒီမှာဖတ်ကြည့်ပါนะคะโอเคဒါဆိုရင်ဒီဗီဒီယိုဒီလောက်ပါပဲนะคะวันนี้แค่นี้นะคะขอบคุณนะคะบ๊ายบาย thank you